ကျေးတော်ရှင်ဆရာတော်ရှင်ဒီမြတ်ဒီဖြာယနေ့ညသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်တဘိုးရဲလဇန်3ရက်2023ခုနှစ်ဇန်နဝါရီလ23ရက်တနင်္လာနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဖခင်ကြီးဦးမြင့်ဟန်26နှစ်ပြည့်မိခင်ကြီးဒေါ်လှတန်း24နှစ်ပြည့်အထိမ်းအမှတ်ဒေါ်စိန်စိန်ဒေါ်ဆွေဆွေမြင့်မိသားစုဖခင်ကြီးဦးမျိုးအောင်အားရည်စု၍ဇနီးဒေါ်သိန်းသိန်းသားသမီးဦးရဲလင်ဦးဒေါ်ဤတတဝင်းဦးဟန်ဝင်းထွန်းဒေါ်ဝါလင်ဒေါ်လက်လက်အောင်ဦးမြင့်ဦးညံမြင့်အောင်ဒေါ်ကြော့ကြော့အောင်မိသားစုရန်ကုန်မြို့နေဖခင်ကြီးဦးမြင့်ထေး73နှစ်ပြည့်မိခင်ကြီးဒေါ်ဆောင်းတင်25နှစ်ပြည့်အားရည်စု၍သားသမီးမြေတစုဖခင်ကြီးဦးမျိုးညွန့်နဲ့မိခင်ကြီးဒေါ်ဝင်းကြီးတို့အားမူတာ၍စင်ကာပူနိုင်ငံနေမတ္တနာဝင်းနဲ့မောင်နှမတစုတောင်ငူမြို့နေကွယ်လွန်သူအဖိုးဦးဇဝနအဖွားတော်နုတို့အားရည်စု၍မြေမဖူးပွင့်တဲ့ဤကုသိုလ်ရန်ကုန်မြို့နေမိခင်ကြီးဒေါခင်စိုးမိုးနှင့်သားမောင်ဝေဖြိုးအောင်တို့ဤမွေးနေ့ကုသိုလ်ကွယ်လွန်သူမိဘများဖြစ်ကြသောဥပဝင်းဒေါ်နုနုနှင့်အမဒေါ်မိမိခင်တို့အားရည်စု၍ကျန်ရည်သူသားသမီးမြေတစုအမရပူရမြို့ရန်ကုန်မြို့နေဦးတန်းထွတ်ဦးဒေါ်မလန်ဆန်းမိသားစုတို့မှစုပေါင်းစင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လျင်၍ကျေးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံကြွား၍တော်ခြေတော်သုံးခါ၍ယုံသေးစွာလျှောက်ထားအပ်ပါသည်ဗျာ1384ခုနှစ်တဘိုးရဲလဇန်3ရက်2023ခုနှစ်ဇန်နဝါရီလ23ရက်တနင်္လာနေ့၌အွန်လိုင်းမှာဟောကြားတော်မြတ်ဗုဒ္ဓနှင့်အဘိယမင်းသားအကြောင်းတရားဒေသနာတော်မစ္စည်းမပဏ္ဏတပါဠိတော်မှာမြတ်စွာဘုရားနဲ့အဘိယမင်းသားတို့ရဲ့တွေ့ဆုံမှုကိုမှတ်တမ်းတင်ထားတာရှိတယ်အဘိယရာဇကုမာရတုံလို့ခေါ်တယ်မြတ်စွာဘုရားကရာဇဂုမြို့ဝေလူဝံဥယျာဉ်မှာတရင်သုံးနေထိုင်တာဖြစ်တယ်ဝေလူဥယျာဉ်ကသမိုင်းအရာသမိုင်းကြောင်းအရာရှစ်နှစ်တွေပေါ်တယ်အဲ့ဒီရှစ်နှစ်တွေကိုအစာကျွေးတဲ့ဥယျာဉ်ဖြစ်တယ်ထူးခြားတဲ့နာမည်ကကလန္တကနိဝပိဆိုတာကလန္တကဆိုတာရှစ်အနက်တွေအဲ့ဒီသမိုင်းကြောင်းရှိတယ်ပေါ့အဲ့ဒီမှာမင်းဆက်ဆက်စိုးစံလာတဲ့အချိန်မှာဘုရင်ကြီးတစ်ပါးကအဲ့ဒီဥယျာဉ်ထဲမှာအယက်သေးစာတောက်စာဥယျာဉ်ပြောပွဲကစားထွက်ပြီးတော့အိပ်ပျော်နေတော့အနာနာအဆောင်ချက်တွေကဟိုဒီဥယျာဉ်ထဲမှာလက်ပတ်သွားနေကြတော့ဘုရင်ကြီးတစ်ပါးလည်းပဲရှိနေတဲ့ချိန်တွေမှာတော်ကြီးမြို့ဟောက်တကောင်ကဘုရင်ကြီးအိတ်နေတဲ့စီကိုလာတာမွေရကိုင်းမလို့လာတာလည်းဖြစ်ချင်းဖြစ်မှာပေါ့အဲ့ဒီအချိန်မှာဘုရင်ကြီးအိတ်နေတဲ့တစ်ပင်ပေါ်ကရှစ်နှစ်တကောင်ဆင်းလာပြီးတော့ရှစ်နှစ်တည်းဆွေးပြီးတော့မွေကြီးကိုဝိုင်းပြီးတော့အော်ရဟစ်ကြတာပေါ့နော်ဒါအဲ့တော့သူတို့ထုံးစံမွေမြင်တဲ့အခါကျတော့ရှစ်နေရဝိုင်းအော်အဲ့ဒီအော်လိုက်တဲ့အခါရှစ်တန်ကြောင့်မို့လို့ဘုရင်ကြီးကနိုးသွားတော့မွေရက်နောက်ပြန်ဆုတ်သွားတယ်အဲ့ဒါနဲ့ဘုရင်ကြီးကရှစ်နှစ်တွေကြောင့်သူ့အသက်ချမ်းသာရတယ်ဆိုပြီးတော့အဲ့ဒီနေရာနေစားပြီးတော့ရှစ်နှစ်တွေကိုနေ့စဉ်အစာကျွေးခိုင်းတာဒါကြောင့်မို့ကလန္တကနိဝပဆိုတဲ့သမိုင်းကြောင်းရဝေလူဥယျာဉ်ကိုအဲ့လိုခေါ်တယ်စာပေထဲမှာဧကတပယံဘဂဝါဝိဟရတိဝေလူဝနေကလန္တကနိဝပိတို့ဆိုလို့ရှင်းတဲ့ကိုအစာကျွေးရဖြစ်တဲ့ဝေလူဥယျာဉ်ထဲမှာမြတ်စွာဘုရားတရင်သုံးနေထိုင်တယ်လို့ဆိုအဲ့တော့အဘိယမင်းသားဆိုတာဘ
ဖေမိသာရမင်းကြီးရဲ့သားတူဖြစ်တယ်စီဝကကြီးကိုမွေးစားတာလည်းသူပဲစီဝကောမာရဖြစ်စောကောမာရဖြစ်စာဆိုတာကုမာရဖြစ်စာကုမာရဆိုတာအဘယမင်းသားဖြစ်စာဆိုတာမွေးမြူတာစီဝကကြီးမွေးလာကစားမှာမြို့ပြင်မှာစွန့်ပစ်ခြင်းခံရတယ်စွန့်ပစ်ခြင်းခံအဘယမင်းသားကအဲ့ဒီနေ့မနေ့မြို့ပြင်ထွက်လာတဲ့အခါမှာသူ့ခြံရနေတဲ့မြို့ပြင်ထွက်လာတော့စွန့်ပစ်ထားတဲ့စီဝကအလောင်းကလေးလေးကိုကြီးကနေဝိုင်းအောင်နေကြတယ်အဲ့ဒါနဲ့ဒီမင်းသားမြင်တော့ဟေးဟိုနာကြီးတွေအုံနေတာဘာလဲသွားချိကြတာဆိုတော့သွားကြည့်တော့ကလေးပေါက်စာလေးစွန့်ပစ်ထားတာဖြစ်တယ်အဲ့ဒါတော့အသက်ရှင်သေးလားလို့ဆိုရှင်တယ်ရှင်သေးလားရှင်တယ်ဆိုတဲ့စကားအရစီဝကအသက်ရှင်နေသေးတယ်ကလေးလေးကမသေးသေးဘူးသက်ရှင်နေတယ်ဒါနဲ့ထိုနန်းတော်ကိုယူသွားပြီးတော့ဒီကလေးလေးကိုပြုစုထားကြလို့ဆိုပြီးတော့အဘေရမင်းသားကစွန့်ပစ်ထားတဲ့ကလေးလေးကိုကောက်ယူမွေးစားတာသူကစီဝကဖြစ်လာတာနောက်ကြတော့ဒါမို့စီဝကကိုကောမာရဖြစ်စောလို့ဖေမိသာရမင်းကြီးဆိုတာသားတွေအများကြီးရှိတဲ့ထဲပါအဘေရမင်းသားကအသက်ရွယ်ရောက်တဲ့မင်းသားပဲမင်းတို့မင်းကြီးလို့ပေါ့သာသမီတွေကရှိတယ်မင်းသားကြီးတွေရှိတယ်သို့တော့ထီးရနန်းရအနေနဲ့ကတော့အစာတတကထီးရနန်းရသူကမိပြက်ခေါင်ကြီးကမွေးတာဖြစ်လို့မိဖုရားငယ်တွေကမွေးတာကြလို့ရှိရင်နားမရဘူးနားရခဲ့တယ်မိဖုရားထဲမှာလည်းအဆင့်ရှိတယ်ပေါ့အဲ့ဒီအကြီးဆုံးမိဖုရားကြီးကမွေးတာကွာအခမဟေတိလို့ခေါ်တဲ့မိဖုရားခေါင်ကြီးကမွေးတဲ့သားမသူကထီးရနန်းရဖြစ်တယ်ဒါကတော့တပိုက်ကြောင့်လည်းအဲ့တိုင်းပဲရှိတယ်ဘာမှရဆိုရင်ကြည်လိုက်ရင်လည်းအဲ့တိုင်းပဲအကြောင်းတစ်စုံတစ်ခုကြောင့်ပြစ်ဒဏ်ခံရရင်တော့အဖြစ်ဘူးပေါ့ပြစ်ဒဏ်မခံရဘူးဆိုရင်မိဖုရားခေါင်ကြီးကမွေးတဲ့သားသည်ဘုရင်ရဲ့ယာရုဆက်ခံရတာဖြစ်တယ်အဲ့တော့ဘုရင်မင်းသားဆိုတာဖေမိသာရမင်းကြီးကအားကိုးရတဲ့မင်းသားတူတော့ဖြစ်တယ်သူကယထာစီခြင်းအတက်အဲ့ဒီခေတ်ကတော့စေယထာတွေဘာတွေနဲ့ပတ်သက်လာပြီးတော့ယထာတိဆောက်တဲ့လုပ်ငန်းတို့ယထာစီတာတို့စစ်သုံးယထာတွေကိုထုတ်လုပ်တဲ့နေရာမှာသူကကျွမ်းကျင်တယ်သူကဥစည်းပြီးတော့စစ်သုံးယထာတွေထုတ်တယ်အဲ့တုန်းကစင်ဒတ်မြင်းဒတ်ယထာဒတ်ချစ်လင်းစစ်ဒတ်လို့ဆိုပြီးတော့စစ်တပ်ဖွဲ့စည်းပုံက၄မျိုးနဲ့ဖွဲ့စည်းတာအခုကတော့ချီတက်ရေးတက်လေးတက်ဆိုတာဒီဖွဲ့တယ်လို့ပဲသူတို့ခေတ်ကတော့ဗမာဘရင်တပိုင်းမှာလည်းပဲဒီတိုင်းပဲစင်တတ်တဲ့မြင်းတတ်တဲ့နော်ယထာတတ်ယထာဆိုတာမြင်းကပြီးတော့စီးတဲ့ယထာအလှစီယထာမဟုတ်ဘူးမြင်းစီယထာနောက်တစ်ခါခြေလင်းသွားတဲ့စစ်တပ်ဗမာကြတော့ရှေ့တက်ကိုတော့လေကိုအသုံးပြုတာဖြစ်တော့ကြောင့်မင်းတို့မင်းကြီးလက်ထက်ကလေသင်းအတွင်းဝန်ဆိုတာနာမည်ကြီးတယ်ပေါ့ခုခေတ်လို့ဆိုရင်တော့ရေဓာတ်ပေါ့နော်အဲ့တော့ကြီးဓာတ်နဲ့ကုန်းဓာတ်ဒီလိုတော့ရှိတယ်ဗမာအဲ့တော့စစ်တပ်ဖွဲ့စည်းပုံကအဲ့ဒါလိုဖွဲ့စည်းတော့အဗျာမင်းသားကအကြောင်းမို့ယထာလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်သူကဦးစီးကောင်းဆောင်ပြီးတော့စစ်တိုက်ဖို့ယထာတွေကိုလုတ်ကင်တဲ့နေရာမှာကျွမ်းကျင်တယ်အဲ့တော့သူကအစပရမမှာ
အဘေးကမင်းသားကဘုရားကိုကိုးကွယ်သူမဟုတ်ဘူးနိကန္ဒနာတဗုဒ္ဓကိုကိုးကွယ်တာချင်းဘာသာကိုကိုးကွယ်တယ်လို့ပြောမှာခုခေတ်နိကန္ဒဘာသာကိုကိုးကွယ်တယ်ဒါကြောင့်မို့ရာဇဂိုမြို့ချင်းဖျားကျောင်းမှာနေတဲ့နိကန္ဒနာတဗုဒ္ဓစီကိုသူကမကြာခဏရောက်တယ်နိကန္ဒနာတဗုဒ္ဓဆိုတာနိကန္ဒခိုင်းရဲ့အကြီးအကဲပေါ့နာတဗုဒ္ဓဆိုအကြီးအကဲတရက်တော့သူစီသွားရောက်ပြီးရှင်းတော့ဘာသာကြားတွေသွားရောက်ပြီးတော့ကာရဝပြုတယ်ပေါ့နော်သွားရောက်တွေ့ဆုံတယ်အဲ့လိုတွေ့ဆုံတဲ့အချိန်မှာနိကန္ဒနာတဗုဒ္ဓကသူ့ကိုတိုက်တွန်းတယ်ထူးထူးခြားခြားဘာတိုက်တွန်းလို့ဆိုမင်းသားတဲ့ငါအကြံတစ်ခုပေးမယ်တဲ့ယဟန်ဂေါရမရဲ့အယူဝါဒတစ်ခုယဟန်ဂေါရမကိုအပြစ်တင်မှုအချက်တစ်ချက်ငါတွေ့ထားတယ်ယဟန်ဂေါရမကိုဆွဆွဲဖို့အချက်တစ်ချက်ငါတွေ့ထားတယ်တဲ့မင်းသွားပြီးတော့အဲ့ဒါကိုယဟန်ဂေါရမကိုအဲ့ဒီဆွဆွဲချက်နဲ့သွားပြောနိုင်မယ်ဆိုရင်မင်းဟာခုံတရင်တက်ကြွလာမယ်ဂေါရမဖရာကိုတောင်းရှင်းပြပြီးတော့မလှုပ်နိုင်အောင်ပြောနိုင်သူဆိုပြီးတော့မင်းကိုခုံတက်လိမ့်မယ်ဒီလိုလူသိထင်ရှားတကူကြီးမားတဲ့စွမ်းရည်တတ္တိကြီးမားတဲ့ဂေါရမဖရာကိုတောင်းမလှုပ်နိုင်အောင်စကားပြောနိုင်တယ်ဆိုပြီးတော့မင်းကိုထင်ကြီးကြလိမ့်မယ်တဲ့အဲ့တော့ပြောပါလို့တိုက်တွန်းဒါဖြင့်ဒီလိုစွမ်းတတ္တိရှိတဲ့ဂေါရမဖရာနဲ့ဂေါရမဖရာအပေါ်မှာဘယ်လိုလုပ်ပြီးတော့ကျွန်တော်ကအပြစ်တင်ရမှာတော့ဆိုလွဲပါတယ်ကွာငါပြောပါမယ်တဲ့မင်းဂေါရမဖရာစီသွားပြီးတော့မင်းမေးခွန်းတစ်ခုမေးလိုက်သူတစ်ပါးမကြိုက်တဲ့သူတစ်ပါးမနှစ်သက်တဲ့စကားမျိုးကိုအရှင်ဖျားပြောပါသလားဒါလေးပဲမင်းမေးလိုက်တယ်သူတစ်ပါးမကြိုက်တဲ့မနှစ်သက်တဲ့စကားမျိုးကိုအရှင်ဖျားပြောသလားအဲ့ဒီမေးခွန်းလေးတော့မေးလိုက်တဲ့အခါသူကမပြောဘူးပြောတယ်ဒီနှစ်ခုပဲသူဖြေလို့ရမယ်မပြောဘူးပြောတယ်ဒီနှစ်ခုပဲဖြေလို့ရမယ်တခြားဖြေလို့မရမင်းဒီစကားမျိုးပြောလားဆိုမပြောပါဘူးဒီစကားမျိုးပြောသလားဆိုပြောပါတယ် yes no question လို့မေကောအဖြေကဒါပဲပေးရမှာဖြစ်နေပြောရင်ပြောတယ်မပြောရင်မပြောဘူးဒီအဖြေနှစ်ခုထွက်လာလိမ့်မယ်တဲ့အကယ်၍ဒီလိုမေးလိုက်လို့ယဟန်ဂေါရမကသူများမကြိုက်တဲ့စကားမျိုးကိုရှင်ဖျားပြောပါသလားလို့မေးတဲ့အခါမှာယဟန်ဂေါရမပြောလိုက်မယ်တဲ့ပြောတယ်လို့ပြောလို့ရှင်မင်းပါပြောမလဲသူကပြောတယ်လို့ဝန်ခံလိုက်လို့ရှင်အရှင်ဘုရားသူများမကြိုက်တဲ့စကားသူများအပြည့်ပြောတာကြံတဲ့လူတွေနဲ့ဘာထူးလဲကိုတော့ဘာထူးလဲသူများတွေလည်းပဲသူများမကြိုက်တဲ့စကားပြောကြတာပဲကိုတော့လည်းပြောတာဆိုတော့ပုထုဇဉ်အနေနဲ့ကိုတော့လည်းဘာမှမထူးဘူးလို့ပြစ်တယ်မယ်တဲ့အကယ်၍ယဟန်ဂေါရမကမပြောဘူးလို့ညင်းလိုက်လို့ရှိရင်မင်းအဲ့ကြထောက်ပြမကြခင်ကဒေဝရနဲ့ပတ်သက်ပြီးတော့အပယိကိုဒေဝတ္တတောနေရယိကိုအတ္တိကိသောကပ္ပထောနေရယိကိုဒေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားပြောတာနော်
အပယိကိုထေဝတ္တတောနေရိကိုထေဝတ္တတောကပ္ပထောအတ္တိကိသောကပ္ပထောထေဝတ္တတောအတ္တိကိသောထေဝတ္တတောထေဝရကတန်ခါသင်ခွဲပြီးမဟုတ်တဲ့လှုပ်သည့်အတွက်ကြောင့်မြတ်စွာဘုရားပြောတယ်ထေဝရဟာငရဲကြလိမ့်မယ်ငရဲခံလိမ့်မယ်ငရဲကိုတစ်ကမ္ဘာလုံးခံရလိမ့်မယ်တစ်ကမ္ဘာလုံးကြာသည့်ထီအောင်ခံရလိမ့်မယ်အပေကြလိမ့်မယ်ငရဲခံရလိမ့်မယ်ငရဲမှာတစ်ကမ္ဘာပတ်လုံးခံရလိမ့်မယ်သူဟာပြုပြင်ကုစားလို့မရတော့ဘူးမကြခင်ကမြတ်စွာဘုရားပြောထားတာလူသိထင်ရှားထေဝရနဲ့ပတ်သက်ပြီးပြောထားတာအဲ့လိုမေးလိုက်လို့မပြောဘူးဆိုလို့ရှင်ရှင်ဘုရားလိန်နာထေဝရကိုရှင်ဘုရားအဲ့လိုပြောခဲ့တယ်မဟုတ်လားထေဝရကအဲ့ဒါအတွက်စိတ်ဆင်းရဲစရာထေဝရမကြိုက်တဲ့စကားကိုရှင်ဘုရားပြောခဲ့တာပဲအဲ့တော့သွားပြီးမြတ်စွာဘုရားကိုအပြစ်တင်ခိုင်းတာသူများမကြိုက်တဲ့စကားကိုရှင်ဘုရားပြောသလားဒီမေကွန်းသွားမေးပြောတယ်ဆိုရင်ကိုတော့သူများတွေနဲ့ပါထုလဲသူများတခြားပုရုษတွေနေလဲသူများအကောင်ကြောင့်ပြောနေကြတာပဲကိုတော့ပါထုလဲမပြောဘူးဆိုရင်ကိုတော့ပြောတယ်လေတေဝတ္တကိုတေဝရမကြိုက်တဲ့စကားကိုတော့ပြောတာပဲဒါကိုဥပတောကောတိကပညာလို့ဒီမေကွန်းကနှစ်ဖက်အစွန်းထွက်သွားတယ်ဘယ်ဘက်ဘာနဲ့ yes လို့ဖြေလဲထိမှာပဲ no လို့ဖြေလဲထိမှာပဲဒီ question ကနှစ်ဖက်မလွတ်ဘူးလို့စဉ်းစားထားတဲ့ question ပဲဒါပြောသလားမပြောဘူးလားဒါပဲမေးတာနော်ပြောသလားမပြောဘူးလားဆိုတော့အဖြေကပြောရင်ပြောတယ်မပြောရင်မပြောဘူးဒီနှစ်ခုပဲထွက်နိုင်တယ်ပေါ့သူတို့ဧကန္တတဗုဒ္ဓကအဲ့လိုစဉ်းစားပြီးတော့မင်းဒီလိုပြောရင်ဒီလိုဖြေဒီလိုပြောရင်ဒီလိုပြန်ပြောနော်အဲ့လိုသင်ပေးလိုက်တာသင်ပေးလိုက်တော့ဒီမင်းသားကလည်းသူကရာဇဂိုမြို့မှာအယူဝါဒဒီကလည်းအလွန်များတယ်ဘာသာရေးကိုင်းနေလည်းလွန်များတယ်သူကလည်းဆက်ပါခြင်းနဲ့မင်းသားပေါ့နော်သူတို့ကကိုပြစ်တင်ခြင်းနဲ့ဟိုပြောခြင်းဒီပြောခြင်းပြောခြင်းနဲ့ဆိုရလူပေါ့အဲ့တော့သူကဒီဥပတောကောတိကလို့ခေါ်တယ်ရှောင်းတိန်လို့မရတဲ့နှစ်စွန်းတွေမေခွန်အဲ့ဒါမေးတဲ့အခါမှာတဲ့ဒီလိုပြန်ပြောလိုက်ရင်ယဟန်ဂေါတမဟာမမျိုးနိုင်မအန်နိုင်မမျိုးနိုင်မထွေးနိုင်ဖြစ်လိမ့်မယ်သူအဲ့လိုပြောလိုက်တာနဲ့မဖြေရှင်းနိုင်ပဲနဲ့ငုတ်တုတ်ထိုင်သွားရမယ်ပေါ့ဒီမေကုန်းကိုသွားမေးလိုက်လို့ရှင်ယဟန်ဂေါတမမလှုပ်နိုင်တော့ဥပမာမဲ့ဆူရဆူကလေကြောင်းနဲ့ဝင်သွားတဲ့အခါမှာထွေးထုတ်လို့လည်းမရပြုတ်ချလို့လည်းမရရဟန်းဂေါတမဟာဒီမေကုန်းကိုသူဖြေလည်းမဖြေနိုင်ဘူးဖြေရင်လည်းပြဿနာတက်မယ်မထွေးနိုင်မအန်နိုင်ဖြစ်လိမ့်မယ်အဲ့ဒါဆိုရင်ရဟန်းဂေါတမတောင်မလှုပ်နိုင်အောင်အဘေးကမင်းသားကစကားပြောနိုင်တယ်ဆိုပြီးမင်းရဲ့ခုံသတင်းတွေတက်လာမယ်ဆိုတော့သူကလက်ခံပြီးတော့ကောင်းပါပြီဆိုပြီးတော့အဘေးကမင်းသားကနိဂန္ဓနာတဗုဒ္ဓစီသွားပြီးတော့နိဂန္ဓနာတဗုဒ္ဓဝန်ခံပြီးတော့မြတ်စွာဘုရားစီသွားတယ်သွားပြီးတော့မြတ်စွာဘုရားကိုရှ िख ိုးပြီးအနီးမှာထိုင်နေပြီးတော့အဲ့ဒီချိန်သူရောက်သွားတဲ့အချိန်ကစကားပြောဖို့တဲ့အချိန်မရှိတော့အချိန်နဲသွားတယ်အဲ့နဲသွားတော့သူက
နေကိုကြည့်လိုက်တဲ့အခါနေဝင်ကနေဖြစ်နေဝင်ကနေဖြစ်တော့ကဲစကားပြောဖို့ဒီနေ့တော့အချိန်မရဘူးကောရမဖရာနဲ့စကားပြောဖို့ဒီနေ့တော့အချိန်မရဘူးနေ့ဖြင့်ကကောရမဖရာကိုအိမ်ပင့်ပြီးတော့ဆွမ်းကပ်ပြီးမှဒီမေကိုမေးမယ်ဆိုတော့မြတ်စွာဘုရားကိုဆွမ်းပင့်နေ့ဖြင့်ကအတွက်ဆွမ်းပင့်တာတန်ခါးတွေအများကြီးမပင့်ဘူးအရှင်ဘုရားနဲ့နောက်ပါ3ပါ4ပါတပြီးတော့အိမ်ဆွမ်းစားကြပါအများကြီးမပင့်ဘူးနောက်ပါ2ပါနဲ့3ပါအဲ့ဒါကိုအတ္တစတုထအရှင်ဘုရားပါ4ပါမြောက်ဒါဆွမ်းစားပင့်တာလည်းအရေးကြီးတယ်နော်တခါတလေကျတော့မရေးတတ်တဲ့လူကပင့်လို့ရှင်အရှင်ဘုရားနဲ့4ပါဆိုရင်5ပါဖြစ်တတ်တယ်နော်အရှင်ဘုရားနဲ့နောက်ပါ4ပါဆိုရင်5ပါဖြစ်သွားရောတော့ပင်တာ4ပါဆိုလို့ရှိရင်တိတိကျကျရေးရမယ်သူက5ပါအရှင်ဘုရားနဲ့ဘယ်လောက်ဆိုတာနောက်ကတိကျရေးရတယ်မရေးရင်ဘုန်းကြီးတွေမှာပြဿနာဖြစ်တယ်အဲ့ဒါနော်ဘယ်နှပါပင့်တာမှမသိဘူးဒါသတိထားစရာတစ်ခုပြောပြတယ်အရှင်ဘုရားနဲ့နောက်ပါ2ပါပေါင်း4ပါနောက်ပါ3ပါပေါင်း4ပါအဲ့ဒါလို့ပြင်အလုံးမှ4ပါပြင်နော်အဲ့ဒါလို့မြတ်စွာဘုရားကိုဆွမ်းစားပြင်တော့မြတ်စွာဘုရားလက်ခံလိုက်တယ်လက်ကလိုက်တော့နောက်တည့်ရောက်တဲ့အခါမှာခါတိုင်းဆွမ်းခံကြွတယ်လို့ပဲမြတ်စွာဘုရားသင်္ကန်းတို့တပိတ်ကိုယူပြီးတော့အဘိယမင်းသားရဲ့နန်းတော်ကိုကြွသွားတယ်ပြင်ဆင်ခင်းကျင်းထားတဲ့နေရာမှာထိုင်အဘိယမင်းသားချက်ပြုတ်ပြင်ဆင်ထားတဲ့စားကောင်းသောဖွယ်တွေနဲ့မြတ်စွာဘုရားကိုခတ်မြတ်စွာဘုရားနဲ့ယဟန်3ပါးအလုံး4ပါးဟာဆုံးမစားလို့ပြီးပြီတော့ဘုရားကပြီးတယ်ဆိုရင်အဲ့မှာပဲတပိတ်ဆေးလိုက်တာရေကန်လိုက်တဲ့အခါကျတော့တပိတ်ကလက်ဆေးရင်တပိတ်ကဆေးပြီးသားဖြစ်သွားတယ်ဆွမ်းစားတွေပဲကြံတာမဟုတ်ဘူးအဲ့ဒီစနစ်ကလွန်ကောင်းတယ်ဗမာတွေတုခိုးတာဘူဖေးစနစ်ပဲပတ္တပိုင်စနစ်လို့ခေါ်တယ်နော်ပတ္တပိန္တိကတပိတ်ထဲမှာရှိတာအလုံးတပိတ်တစ်လုံးထဲမှာအကုန်ထည့်လိုက်တယ်အဲ့တော့အဲ့ဒါကိုပါဠိလိုပတ္တပိန္တိကဒီခွက်တစ်ခွက်ထဲမှာဟင်းမွေးတွေပါမပါဘူးဆွမ်းတဲ့ဟင်းကိုတပိတ်ထဲထည့်ပေးလိုက်တယ်အဲ့တော့မြတ်စွာဘုရားကတပိတ်ထဲထည့်လိုက်တဲ့ဆွမ်းတွေကောင်းအောင်ဖုံးမွေးနိုင်သလားလူတွေကလောဘကြည့်ပြီးထည့်တဲ့လူကြတော့အကုန်မှုဖြစ်မှာပေါ့အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားအတိုင်းတာပမာဏထည့်တာကိုကြည့်ပြီးတော့သူဖုံးမွေးနိုင်တဲ့အတိုင်းတာဖုံးမွေးနေကြအတိုင်းတာလေးရှိရင်လက်ကလိုက်တယ်အပူရဆမ်းမရှိဆုံးဖို့မရှိဘူးမစားနိုင်မဲ့အများကြီးထဲတာလက်ခံတာမရှိဘူးအဲ့တော့ဘူဖေးကလည်းအဲ့တိုင်ပဲမှာတော့ကိုယ့်ကိုယူစားတာဘူဖေးရတော့မြတ်စွာဘုရားကတော့ကိုဖုံးမေးမဲ့စားစာကိုလက်ခံတယ်မဖုံးမေးမဲ့စားစာလက်ကပြတယ်အဲ့လိုနီးနဲ့အတိုင်းတာတစ်ခုဖုံးမေးမဲ့စားအာဟာရစားလိုက်တာနဲ့သူဖုံးမေးနေကြဘယ်နှလုံးစားဆိုတာတခါတည်းအာညာဖြစ်တပိတ်ထဲမှာလုံးဝအကြံမရှိဗမာတွေတော်တော်များများအဲ့လိုမဟုတ်ထမင်းညံအဟင်းညံတွေအများကြီးဖြစ်သွားတယ်အလေးလွဲ့နေများတယ်တရုတ်တွေကြတော့ပကံနဲ့ထည့်ထားတဲ့ထမင်းကိုကောင်းစားရတာမကုံရင်ဆင်းရဲတတ်တယ်ဆိုလို့ကောင်းစားရတာတို့တခါတော့ကမလေးရှားဘုန်းကြီးတစ်ပါးစကိုင်းရောက်လာတယ်ဘုန်းကြီးတို့နဲ့တူတူနေတယ်ပေါ့မျိုးရဲစွန်အပင်းလို့လိုက်သွားတဲ့အခါမှာဟိုကဆွန်လေးနည်းနည်းရော့တာနဲ့လာထဲပြန်ဆွန်လေးနည်းနည်းရော့လိုက်လာထဲတော့အဲ့ဒီကိုတော့ပကံနဲ့ရောက်တဲ့ဆိုသူကကောင်းစားရတာဆိုအတော်ဒုက္ခရောက်သွားတယ်အဲကြောင့်နောက်ကြမထဲကြနဲ့တောင်းမှထဲဗမာရဲ့ထုံးစံကအဲ့ဒါအိမ်သွားလို့ရှိရင်ဆွန်လိုက်ထဲဟင်းလည်းလိုက်ထဲ
နောက်ပိုင်းကျတော့လူရင်ရှောက်ထားပြီးမှထဲမလို့ရင်မထဲနဲ့ညာတော့အပြင်အိမ်ဒီမှာဆွမ်းစားရင်ခွက်ကင်တဲ့လူကထဲနေတာပဲပြီးရင်ဟင်းတွေကအကုန်အကြံနေဖြစ်သွားတယ်ဆွမ်းတွေကလည်းအကြံနေဖြစ်သွားတယ်အလေလွင့်နေဖြစ်တယ်မြတ်စွာဘုရားသပိတ်ထဲထဲတာအလေလွင့်တခုမှမရှိဘူးဖုံးမိလိုက်တာအညပဲသပိတ်ထဲအကြံမရှိဘူးအဲ့တော့ဘူဖေးစနစ်ပဲအဲ့ဒါဘူဖေးစနစ်လို့ဟာမျိုးကိုယ်တိုင်ထဲတာမဟုတ်ပေမဲ့တရားဓမ္မတွေလာထဲကတ်တဲ့ဟာကိုလက်ကပြပြီးတော့အတိုင်းအတာတစ်ခုရပဲလက်ခံတယ်ပို့လာလို့ရှိရင်လက်မခံအဲ့တော့အညပဲအဲ့တော့မြတ်စွာဘုရားနဲ့တန်ဃာတွေဟာဖုံးမိနေကြအတိုင်းအတာအတိုင်းဖုံးမိပြီးတပိတ်ဆေးလက်ဆေးတခါရပြီးသွားဆွမ်းစားပြီးတဲ့ပြီးရတဲ့တပိတ်ထဲကိုရေးတွေထည့်လိုက်ပြီးတော့လက်ရောတပိတ်ရောနှစ်ခုစလုံးဆေးပြီးသားဖြစ်သွားဆေးပြီးတော့ထွေးကနေဘာလို့ထဲမှာတောင်းထည့်လိုက်အဲ့တော့ဆုံးကရတာလေမတမသက်တာလေဘာမှလုပ်เสียမလို့ခွက်တယ်ဒီဟိုနိုင်ငံမှာခဏအဲ့တိုင်းပဲသူကတော့တပိတ်ပါတဲ့အခါရှိတယ်မပါတဲ့အခါပကံများတစ်ချက်ထဲမှာဆွနေထည့်ပြီးတော့အိမ်စီလူကောင်ကဟင်းနေတစုံအဲ့ဆွထဲမှာလိုက်ပုံတာကိုမကြိုက်ရင်လက်ကကိုကြိုက်ရင်ဖုံးမေးအဲ့ဒါပကံများတစ်ချက်ပဲပေးတယ်ပကံများတစ်ချက်ပဲပေးတယ်အဲ့ဒါဆိုနေဦးသီးရတော့စက်တာနာရီထွက်လောက်အောင်စက်တယ်မျက်ရည်ထွက်လောက်အောင်စက်တယ်အဲ့တော့တီဟိုမှာလည်းပဲအဲ့ဒီပုံစံပဲဘူဖေးခတ်ဆန်တာစပွဲတွေပါတယ်နဲ့ပြင်မကတ်ဘူးအဲ့လိုကတ်တာအဲ့တော့မြတ်စွာဘုရားတန်ဃာတွေဘလောက်ပြင်ရဆုံးမွဲကြီးတွေပြင်ရဆင်ရတာမရှိတော့ဘူးဟင်းမဲ့ချက်တာအစွမ်းဟင်းမဲ့ချက်တာပြီးတော့စွမ်းတဲ့စွမ်းဟင်းကိုတပိတ်ထဲလိုက်ထည့်တဲ့စနစ်ပေါ့အဲ့တော့မြတ်စွာဘုရားကတပိတ်တွေဘာတွေဆေးပြီးတော့တပိတ်ကိုဖေးချပြီးထိုင်တဲ့အချိန်လေးမှာမင်းသားကမြတ်စွာဘုရားအနီးနာနှိမ့်တဲ့နေရာမှာထိုင်တယ်ထိုင်ပြီးတော့ဘေးကမင်းသားကသူ့ကိုသင်ပေးထားတဲ့မေခွန်းလာမေးတော့တာပဲနော်ဇလန်ကအဲ့ဒီမှာစလာဘာသေးရနုခောပန္တိတထကတောတံဝါစံယာဝါစာပရိသံအပိယအမနာပါသူတစ်ပါးတွေမနှစ်သက်တဲ့မကြိုက်တဲ့စကားမျိုးကိုဖျားဆိုတဲ့အရှင်ဖျားကပြောပါသလားတဲ့သူများမကြိုက်တဲ့စကားမျိုးအရှင်ဖျားပြောပါသလားသူတို့တွေးထားတာတော့ပြောရင်ပြောတယ်မပြောရင်မပြောဘူးဒါပဲဖြစ်မယ် yes no ပြောပါသလားဆိုရင်အေးပြောတယ်မပြောဘူးဆိုရင်မပြောဘူးပြောတယ်ဆိုရင်လည်းအပြစ်တင်မယ်မပြောဘူးဆိုရင်လည်းအပြစ်တင်မယ်အဲ့ဒါဥပဒေကောတိကလို့ခေါ်တယ်ဘယ်ဟာဖြစ်ဖြစ် yes ဖြစ် no ဖြစ်အပြစ်တင်ခံအဲ့ဒီလိုလဲမေးလိုက်ရောသူတို့မျှော်လင့်ထားတဲ့အဖြေမဟုတ်ဘူးဖျားဖြေလိုက်တာပါတော့နခွိထရာဇကုမာရဧကံသေနာရှင်ဗျာသူများမကြိုက်တဲ့စကားကိုပြောသလားဆိုဟာဒီကိစ္စသိကြဖို့ပြောလို့မရဘူးအဲ့လိုချလိုက်ဗျာသိကြဖို့ပြောလို့မရဘူးပြောသလားမပြောဘူးလားသိကြဖို့ငါမပြောနိုင်ဘူးလို့ပြောလိုက်တယ်သူတို့ကြိုက်တဲ့အဖြေထွက်မလာဘူးပြောတယ်ဆိုတဲ့အဖြေမပြောဘူးဆိုတဲ့အဖြေသူတို့မျှော်လင့်ထားတာအဲ့လိုမပြောဘဲနဲ့တတိချပဲပြောလို့ရမလဲကွာဖះအဲ့လိုပြောတတိချပြောလို့မရဘူး yes no လို့တတိချပြောလို့မရဘူးလို့အဲ့လိုတူတူလေးပြောလိုက်တဲ့အခါကျတော့အဲ့ရမင်းသားကသူကလှုပ်ခနဲ့ထွက်လိုက်တယ်သူပါဇက်ကဣထပန္တိအနတ္တုနိကန္တာဟာနိကန္တာတွေတော့သွားပြီပေါ့ပြောတာဖះဖြိတ်လိုက်တဲ့စကားလေးကြည်လိုက်တော့ဟာနိကန္တာတွေတော့သွားပြီထိသွားပြီသူတို့မျောလင်းတဲ့အဖြေမလာဘူးလေအဖြေမလာတော့ဘာဆက်လို့မှမသိဟာသွားကုန်ဖေးဆိုအဲ့လိုစကားလေးကတူတူလေးပဲပြောတာဣထပန္တိနတ်တုံနိကန္တာအရှင်ပြနိကန္တာတွေတော့သွားကုန်ပြီဘယ်သွားတော့ပျက်စီးကုန်ပြီလို့ပြောဆုံးရှုံးပြီပေါ့အဲ့လိုပြောလိုက်တော့အဲ့တော့မြတ်စွာဘုရားမေးတယ်
မင်းသားဘာဖြစ်လို့နိဂန္ဓတွေသွားပြီလို့မင်းပြောတာတော့သူမေးတယ်မေးတဲ့အခါကျတော့နိဂန္ဓနန္ဒဗုဒ္ဓကဒီမေးကုန်မေးဖို့သူ့ကိုသင်ပေးလိုက်တဲ့အကြောင်းအဲ့ဒီကျမှဖွင့်ဟာဝန်ခံအဲ့ဒီကျတော့မှဖွင့်ဟာဝန်ခံဒါဥပဒေကောတိကပညာအရှင်ဘုရားက yes ဩတယ်လို့ဆိုရင်လည်းအရှင်ဘုရားကိုပြစ်တယ်မပြောဘူးလို့ပြောရင်လည်းအရှင်ဘုရားကိုပြစ်တယ်အရှင်ဘုရားဒီမေးခွန်းကိုမရှောင်လွဲနိုင်ဘူးဆိုပြီးတော့စိတ်ကူးကြံစီပြီးတော့လာပြီးတော့မေးတာဆိုရှင်ဘုရားမဖြေနိုင်တဲ့မေးခွန်းမျိုးဖြေလာလို့ရှိရင်အစွန်းမလွတ်တဲ့မေးခွန်းမျိုးဥပဒေကောတိကပညာဘယ်လိုဖြေဖြေ yes လို့ဖြေ no လို့ဖြေမလွတ်ဘူးရှင်ဘုရားနော်အဲ့ဒီမေးခွန်းမျိုးမေးတာပါတဲ့ပြီးတော့အဲ့ဒီမင်းသားကအကြံစီနဲ့ကလေးလေးတယောက်ပါလာတယ်သူသာလပါလာတော့ပြောတာကလေးပေါက်စားလေးမန္တောဥဒ္ဒနာတိယကောဆိုပလက်အိတ်တဲ့အရွယ်ကလေးပေါက်စားလေးပွင့်ချီလာတာသူကအဲ့ဒီသူဘာလို့ဒီကလေးလေးကိုခေါ်လာတာတော့ဆိုတော့ဝါရပြိုင်ပြီဆိုရင်သူရှုံးလို့ရှိရင်ဒီကလေးလေးကိုငိုအောင်စိတ်ပြီးတော့ထပြန်ပွဲဖြက်မလို့လာတာဒီကလေးခေါ်လာတာသူကပွဲဖြက်ဖို့သူနိုင်ပြီဆိုရင်တော့ပြောမှာအခြေမလာဘူးဆိုရင်ကလေးငိုလို့ပြန်ရတဲ့ဆိုပုံစံမျိုးနဲ့ဖြေမပေးပဲနဲ့အဲ့ဒါမျိုးတွေကြားဘူးတယ်ကြားလားတန်မတ်တရဲ့လှုပ်ထုံးလုံနေလို့ကြားဘူးတယ်ပမာပြေကတန်မတ်တအစည်းအဝေးတက်တယ်ကြားဘူးတော့ပြောရနော်ဟုတ်မဟုတ်တော့မသိဘူးအစည်းအဝေးတက်တယ်အစည်းအဝေးတက်တဲ့ကမှကိုယ့်ပေါ်မှာဖိမဲ့ question မျိုးလာပြီကိုယ်ထိခိုက်မဲ့မိကုန်းနေလာပြီဆိုရင်မဖြေချင်လို့အိမ်သာသွားတက်တာဘိုင်းနာပြီအဲကြိုင်ဘိုင်းနာပြီးတော့တွိုင်းလဲသွားတော့လာမိကုန်းလျှောက်နေနီးတယ်အဲ့ဒါတာအမတ်တွေဆရာကြားဦးတာပဲဘိုင်းနာအဲ့ဒီအချိန်မှာဘိုင်းနာလိုက်တာဘိုင်းနာပြီးတွိုင်းလက်ထဲဝင်သွားတော့မိကုန်းကရပ်သွားအခုလဲသူကအဲ့ဒီပုံစံချိုးတာကလေးပေါက်စာလေးခေါ်လာတယ်အကယ်၍သူအခြေမလှလို့ရှိရင်အဲ့ဒီကလေးလေးကိုစိတ်တော့ကလေးကအောငုံမယ်အောငုံရင်ကလေးငိုလို့ဆိုပြီးထားပြေဒီခါတည်းလေးတရားပွဲမှာကလေးငိုတာလည်းရှိတယ်အဲ့လိုပြန်စိတ်ကူးလာတော့မသိဘူးတရားပွဲမှာကလေးငိုလို့ရှိရင်အိမ်ပြန်လို့ရအောင်လုပ်တာလားအဲ့ဒီအဖေရမင်းသားကအဲ့ကလေးပေါက်စာလေးကိုသူကရင်ခွင်ထဲမှာပိုက်ပြီးတော့ထားတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားဒီကလေးလေးနဲ့ပတ်သက်ပြီးသူ့ကို question တစ်ခုလုပ်လိုက်တာဖခင်ကလည်းပါတယ်ဒီကလေးလေးသူယူလာတာကိုဖခင်ကအသုံးချပလိုက်တယ်သူအသုံးမချခင်ဖခင်ကအသုံးချလိုက်တယ်ဘာပြောတော့ဆိုမြတ်စွာဘုရားမင်းသားကိုပြောတယ်မင်းသားတဲ့ဒါမေးမဲ့အပြောမဲ့တဲ့မင်းဘယ်လိုထင်လဲတဲ့အကယ်၍ဟောဒီကလေးပေါက်စားလေးမင်းကတတိပဋ္ဌာန်းလို့သို့မဟုတ်အထိန်တွေကမေးလျော့လို့ကလေးလေးကအတုဒုတ်ချောင်းလို့တခုပါဇက်ထဲကလေးဆိုတာတွေ့တာပါဇက်ထဲထည့်တယ်လေဒါဟိုသိတ္တိထားရတယ်ကလေးရှိတဲ့လူတွေကကောက်ပြီးတော့ပါဇက်ထဲထည့်ရတယ်အဲ့တော့ဒုတ်ချောင်းလေးပါလေကောက်ပြီးတော့ပါဇက်ထဲထည့်လိုက်လို့ရှိရင်နော်မင်းဘယ်လိုလုပ်လဲတဲ့ကလေးလေးကပါဇက်ထဲကိုဒုတ်ချောင်းထည့်လိုက်ရင်ဘယ်လိုလုပ်မလဲလို့ဆိုအဲ့ဘယ်မင်းသားဖြေတယ်တပည့်တော်တတ်နိုင်တဲ့နီးနဲ့ကလေးလေးပါဇက်ထဲကဒုတ်ချောင်းကိုဆွဲထုတ်မှာပါမရမကထုတ်ရမှာပါအကယ်၍အရာဘူးဆိုရင်ခေါင်းကိုလက်နဲ့ကင်ထားပြီးတော့ညာဘက်လက်နဲ့လက်ချောင်းနဲ့ပါဇက်ထဲကိုအတင်းနှိုက်ပြီးတော့ကောထုတ်ရမှာပါတဲ့
အဲ့ဒီတုတ်ချောင်းကိုမရမကဆွဲထုတ်လို့သွေးထွက်ချင်လဲထွက်သွားမယ်အဲ့ကလေးလက်ချောင်းနဲ့အဲ့ဒီတုတ်ချောင်းကိုသူ့လက်ဘင်းနဲ့မရမကတပြီးတော့ဆွဲထုတ်အောင်ပါတဲ့ဘာဖြစ်လို့တော့ဆိုတော့တဲ့ကလေးလေးပေါ်မှာကျင့်တရားထားလို့ပဲကလေးလေးဒုက္ခမရောက်စေခြင်းတော့ပါဇက်တဲ့ကြာသွားတဲ့တုတ်ချောင်းကိုတင်းဆွဲထုတ်ကလေးလေးတွေဆိုတာတခါတည်းချောကလေးလေးပေးနေပါဇက်တဲ့ရောက်သွားတယ်မြို့ချတတ်တယ်မချီးသေးလေးပါရဲ့အဲ့ဒီစိတ်တွေလည်းမြို့ချတတ်တယ်ကလေးကတခါငယ်ငယ်တော့တွေ့ဘူးတယ်ကျန်ကျန်ဖမှန်ကလေးတယောက်ဆော်တာမချီးစီလေးတွေနဲ့ကစားရင်မချီးစီကိုနှာခေါင်းနဲ့ထည့်လို့နှာခေါင်းနဲ့ဝင်သွားတာမြို့ဆိုရင်တော့ဆရာဝန်စီပြေးမှာပေါ့တော့ဆိုတော့မတဲထုတ်ယူရပုံရတော့ကလေးပေါက်ဆာဆိုတာတွေ့သမျှအကုန်ထဲတာအဲ့တော့ तू ကလေးပေါ်မှာတပည့်တော့ကျင့်တရားရှိသည့်အတွက်မရတဲ့နေနဲ့လဲကြောင်နဲ့ထုတ်ချောင်းကိုထုတ်ရမှာပါလို့ဆိုမြတ်စွာဘုရားအေးအဲ့ဒီဥပမာအတိုင်းပဲသူ့ကွက်မြတ်စွာဘုရားသူ့ကွက်ဝင်သွားတဲ့အခါကျအဲ့ဒီတိုင်းပဲနော်အဲ့ဒီတိုင်းပဲဆိုပြီးတော့စကား6ခွန်းလောကမှာလူတွေပြောတဲ့စကား6ခွန်းဆိုတာရှိတယ်နော်စကား6ခွန်းဆိုတာမြတ်စွာဘုရားပထမ3ခွန်းဒုတိယ3ခွန်းစကား6ခွန်းအဲ့ဒါပထမတစ်ခွန်းကပထမ3ခွန်းနဲ့ကနံပါတ်1ကဘာတော့ဆိုလို့ရှိရင်ကိုပြောတဲ့စကားဟာမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူများလည်းမကြိုက်ဘူးအဲ့စကားမျိုးနော်မှန်လဲမမှန်ဘူးပြောရင်အကျိုးလည်းမရှိဘူးပြီးတော့နားထောင်တဲ့လူကလည်းမကြိုက်ဘူးမှားလဲမှားတယ်အကျိုးလည်းမရှိဘူးနော်အကြောင်းအရာကမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးသူများမကြိုက်ဘူးနားထောင်တဲ့လူကလည်းမကြိုက်ဘူးအဲ့ဒီစကားမျိုးကိုမြတ်စွာဘုရားမပြောဘူးတဲ့နော်အဲ့ဒါဘယ်လိုစကားမျိုးတော့ဆိုတခိုးမဟုတ်တဲ့သူကိုမင်းကတခိုးပါလို့သွားပြောတယ်အဲ့သူပြောတာဒီသူကတခိုးမှမဟုတ်တာတခိုးမဟုတ်လို့ရှိရင်တခိုးမဟုတ်တဲ့သူကိုတခိုးလို့သွားပြောတာမမှန်ဘူးဘာအကျိုးမှလည်းမရှိဘူးဟိုပြောခံရတဲ့လူကလည်းမကြိုက်ဘူးဒါနမူနာပြောပြတာအဲ့ဒါမျိုးဆိုလို့တယ်ပေါ့နော်အဲ့ဒီလိုစကားမျိုးကိုလည်းမြတ်စွာဘုရားမပြောဘူးတဲ့နောက်ဒုတိယဟုတ်တော့ဟုတ်တယ်ဒါပေမဲ့အကျိုးမရှိဘူးနားထောင်တဲ့လူကလည်းမချိုက်ဘူးဟုတ်တော့ဟုတ်တယ်အကျိုးမရှိဘူးလူတယောက်ဟာခိုးရတော့ဟုတ်တယ်တခိုးခိုးတယ်လို့သွားပြောသည့်အတွက်ကြောင့်တခိုးကရှောင်မှလည်းမဟုတ်သူလည်းမကြိုက်ဘူးဟုတ်တော့ဟုတ်တယ်အကျိုးမရှိဘူးမပြောနဲ့ဒါဒုတိယစကားကဟုတ်တော့ဟုတ်တယ်အကျိုးမရှိဘူးနားထောင်တဲ့လူကမကြိုက်ဘူးအဲဒုတိယစကားမျိုးကိုလည်းမြတ်စွာဘုရားမပြောဘူးတဲ့နောက်တတိယမျိုးစပါတော့ဟုတ်တယ်အကျိုးလည်းရှိတယ်ဒါပေမဲ့နားထောင်တဲ့လူကမကြိုက်ဘူးဟုတ်မှန်တယ်အကျိုးရှိတယ်ပြောရင်အကျိုးရှိတယ်ပြောတဲ့စကားလည်းဟုတ်တယ်ဒါပေမဲ့ပြောခံရတဲ့လူကတော့မကြိုက်ဘူးအဲ့ဒီစကားမျိုးကြတော့မြတ်စွာဘုရားကပြောတဲ့အချိန်မှာပြောတယ်အဲကြောင့်ဘယ်လိုပြောဆိုတတ္တရကာလိညုတထရောဟောတိတတ္တဝါစာယဝေယကရဏအဲ့ဒီစကားမျိုးပြောဖို့အချိန်တော်ပြီဆိုရင်ပြောတယ်အချိန်မတော်ရင်မပြောဘူးဒါသူကတော်ကုန်တော်တဲ့ဟာပါပဲနော်မှန်ရမယ်အကျိုးရှိရမယ်ဒါအဓိကမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်နားထောင်တဲ့လူကတော့မကြိုက်ဘူးအဲ့ဒီစကားမျိုးကိုပြောတဲ့ရင်ပြောတယ်ဆိုထေဝထက်ကိုပြောလိုက်တာအဲ့ဒီစကားမျိုးပဲထေဝထက်ကိုမြတ်စွာဘုရားတတိပေးတဲ့အနေနဲ့ပြောလိုက်တာမင်းတော့သွားပြီငရဲကြတော့မှဘယ်ရောက်တော့မှမင်းပြင်လို့မရတော့မင်းတော့ခုစားလို့မရတော့ပြုပြင်ပေးလို့မရတော့ဘူး
အပါယိကောဒေဝတ္တတောဒေဝရကတော်ထိတ်လန့်သွားမှာအဲ့စကားမကြိုက်ဘူးလေဒေဝရဖះပြောတဲ့စကားဆိုတာလွဲခဲ့တဲ့လေမလွဲဘူးလေဖះပြောထားလို့ရှိမလွဲဘူးအဲ့တော့ तू ငရဲကြတော့မှာဆိုတာ तू ကဘယ်ကြိုက်မလဲဒါပေမဲ့မြတ်စွာဘုရားပြောတယ် तू လှုပ်ထားတာတွေဟုတ်တယ်ငရဲကြပြင်လို့ရလားမရဘူးငရဲမှာကဘာပလုံးတီးခံရမယ်ဆိုတာအဲ့ဒါပြောတဲ့အချိန်မို့ပြောလိုက်တာဘာဖြစ်လို့ပြောလို့ဆိုတိဝရကဒုက္ခရောက်တော့မှာသူလှုပ်ထားတဲ့မကောင်းမှုအကုသိုလ်တွေအတိုင်းတာတစ်ခုကလွန်နေပြီပေါ့အဲ့လိုဆိုလို့အဲ့ဒါကတတိယစကားမျိုးကိုမြတ်စွာဘုရားပြောတယ်ဒီသုံးမျိုးလုံးကနားထောင်သူမကြိုက်တဲ့စကားတွေကြီးပဲကောမှတ်လို့လွယ်ပါတယ်ဟုတ်လားနားထောင်သူမကြိုက်တဲ့စကားသုံးမျိုးနောက်သုံးမျိုးကနားထောင်သူအကြိုက်တယ်အဲ့ဒီမှာနောက်တတိယသုံးမျိုးနံပါတ်1ကဘာတော့ဆိုရင်မမှန်မှုအကျိုးလည်းမရှိဘူးဒါပေမဲ့ပြောခံရတဲ့သူကကြိုက်တယ်အဲ့စကားမျိုးမမှန်မှုပြောတဲ့စကားမမှန်မှုအကျိုးတော့မရှိဘူးအဲ့ဒါမြောက်ပြောတဲ့စကားမျိုးနေမှာပေါ့အဲ့ဒါမချမ်းသာပဲနဲ့ဟာတထေးကြီးလာပြီသူကြိုက်မှာပေါ့မဟုတ်ဘူးလေအဲ့ဒါသူတထေးမဟုတ်ဘူးလေအကျိုးရှိလားဆိုမရှိဘူးအဲ့လိုမြောက်ပြောတဲ့စကားမျိုးမမှန်ဘူးအကျိုးမရှိဘူးသို့တော့နားထောင်သူကကြိုက်တယ်အဲ့ဒီစကားမျိုးကိုမြတ်စွာဘုရားဘယ်တော့မှမပြောဘူးနောက်ဒုတိယစကားမျိုးကဘာတော့ဆိုရင်မှန်တယ်ဒါပေမဲ့အကျိုးမရှိဘူးနားထောင်တဲ့သူအကြိုက်တယ်မှန်တယ်ပြောသည့်အတွက်ကြောင့်အကျိုးမရှိဘူးနားထောင်တဲ့သူကတော့ကြိုက်တယ်အဲ့ဒီစကားမျိုးလည်းမြတ်စွာဘုရားမပြောဘူးတဲ့နောက်ဆုံးသုံးနံပါတ်ကဘာတော့ဆိုရင်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်နားထောင်တဲ့သူကလည်းကြိုက်တယ်သုံးမျိုးလုံးအကောင်းမှန်လဲမှန်တယ်ကျိုးလည်းရှိတယ်နားထောင်တဲ့သူကကြိုက်တယ်သစ္စာတရားဟောတဲ့အခါမှာမှန်လဲမှန်တယ်သစ္စာတရားသိရင်အကျိုးရှိတယ်နားထောင်တဲ့သူကလည်းကြိုက်တယ်မြတ်စွာဘုရားရဲ့သစ္စာတရားကျိုးရှိတယ်မှန်တယ်အဲ့ဒီစကားမျိုးကိုလည်းမြတ်စွာဘုရားအချိန်ပြည့်ပြောတာမဟုတ်ဘူးတတ္တရကာလညုတထာဂတောဟောတိတတ္တဝေယကရဏယနော်အဲ့ဒီစကားမျိုးပြောဖို့မြတ်စွာဘုရားအချိန်တန်မှပြောတာဖြစ်တယ်ဆိုပြီးတော့ဘာဖြစ်လို့လဲမင်းသားတဲ့အဲ့လိုမြတ်စွာဘုရားပြောတာဘာဖြစ်လို့လဲဆိုရင်မြတ်စွာဘုရားကတတ္တဝါတွေပေါ်မှာအကျဉ်းတရားရှိတယ်ဒါအကြောင်းပဲခုနကလေးလေးကိုကျင့်တရားရှိလို့ကလေးလေးပါဇက်ထဲရောက်သွားတဲ့ထုတ်ချောင်းကိုအတင်းဆွဲပြီးတော့ထုတ်တယ်လို့ပဲငါလဲတတ္တဝါတွေအကျိုးရှိစေခြင်းလို့သူတို့ကြိုက်မြဲပြောတဲ့ရင်ပြောတာပဲဆိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားပြောတာတတ္တဝါတွေပေါ်မှာတဏှာလို့ပြောတာတဲ့အဲ့လိုပြောတော့စကားဆိုတာအမျိုးမျိုးရှိတယ်ခုနမြတ်စွာဘုရားကိုလာပြီးတော့အပြစ်တင်မှုနှစ်စွန်းအတွက်ဥပဒေဂေါတိကရှောင်းတိုင်းလို့မရတဲ့ပြဿနာလာမယ်အဲ့ဒါမျိုးလို့ပဲလောကမှာအဋ္ဌနိယကထာရှုပ်တိမရှိတဲ့စကားတွေကိုပြောတာမျိုးတွေရှိတယ်ရှိခဲ့ကနော်အဲ့ဒါပုံဝတ္ထုလေးတစ်ခုကိုထက္ကရာဖော်ပြထားတာအဲ့ဒီပုံဝတ္ထုလေးတစ်ခုပြောပြမယ်ဒီစကားနဲ့ပတ်သက်တဲ့ပုံဝတ္ထုလေးတစ်ခုတော့ကအဖိုးကြီးတယောက်ကအထုပ်ကြီးတစ်ထုပ်နဲ့မြို့ရောက်လာတော့ဘယ်နေရအရင်ရောက်တော့ဆိုအရက်သမားတွေအရက်တောက်တဲ့အရက်ဝိုင်းကိုရောက်လာတာသူကအဲ့ဒီနာသွားတော့အရက်သမားတွေကအဖိုးကြီးအထုပ်ထမ်းလာတာမြင်တော့သူတို့ဝိုင်းကိုဖိတ်ခေါ်တာသူတို့စိတ်ကူကဘာတော့ဆိုဒီဖိုးကြီးပါတာတွေကိုရှူကြ
လိမ့်ယူမယ်ညစ်ယူမယ်ဆိုရအနေနဲ့အဖိုးကြီးကိုရက်တိုက်မယ်ဆိုခေါ်လိုက်တယ်အဘာကြီးလာပါဦးဝိုင်းကောင်းတော့လာထိုင်ပါဦးခုခေတ်တော့အန်ကယ်ကြီးပေါ့လာပါဦးဆိုပြီးတော့ဖိတ်ခေါ်လိုက်တော့အဖိုးကြီးကလည်းအထုပ်ကလေးချပြီးသူတို့နဲ့ရော့ထိုင်တယ်အဲ့ဒီမှာသူတို့ကစကားပြောကြတယ်ဒီစကားပြောမယ်တဲ့ဒီလောကမှာစကားတစ်ခုပြောမယ်သူစကားကိုမယုံဘူးမဟုတ်ဘူးညင်းလို့ရှိရင်လောင်းကြီးရပါတော့ဆိုညင်းလို့ရှိရင်လူကိုယ်တိုင်ကြုံခါမယ်နော်အဲ့ဒီလူကကြုံဖြစ်ရမယ်ငါမယုံဘူးလို့ပြောရင်ကြုံဖြစ်ရမယ်ရသမားတွေကအဲ့လိုသူတို့ပြောကြမယ်ပြောတဲ့အခါမှာသူစကားကိုမယုံဘူးဆိုရင်ညင်းဆိုရင်မယုံဘူးလို့ပြောရင်အဲ့ဒီလူကိုကြုံဖြစ်စရာအဲ့ရသမားတွေကအဲ့လိုလှုပ်ပြီးတော့အဖိုးကြီးရှေ့မှာပြောတာဘယ်လိုလဲအန်ကယ်ကြီးရောစိန်လားဒီဝိုင်းနဲ့ပါမလားပေါ့သူတို့ချင်းချင်းပြောပြီးတော့ဆိုတော့ဟိုကပါတာပေါ့ကွာတဲ့အဖိုးကြီးလည်းခေတဲ့အဖိုးကြီးမဟုတ်ဘူးသူတို့လုံမာတွေကိုသိတာပါတာပေါ့ကွာတဲ့ဆိုပြီးတော့ပြောပြီးတော့အဲ့ဒီမဲ့အယက်သမားတယောက်ကပါပြောတော့ကျွန်တော်တဲ့အမေဝန်ထဲမှာရှိနေတော့ငါတဲ့ကျွန်တော်အမေကတီးတီးစားခြင်းနဲ့ချင်းချင်းတတ်တယ်နော် wood apple ဆိုတီးတီးတီးတယ်တွေ့တယ်လို့တီးတယ်လို့တော့သိပါလိမ့်မယ်တီးတီးဆိုတာနော်မဲ့လို့ရှိရင်ထဲထဲကအမဲအောင်နေဖြစ်ကုန်အဲ့ဒီတီးတီးစားခြင်းလို့တဲ့သူကပိုက်ထဲမှာပဲရှိသေးတယ်အမေကတီးတီးစားခြင်းတော့အိမ်ကအပင်ကလည်းတီးတွေတီးနေတယ်တဲ့အဲ့ဒီအသီးတွေတီးနေတော့ခိုင်းစရာလူမရှိတော့သူ့ခိုင်းနေတဲ့ငါသားတီးတက်ဆွတ်ဆံမှာဆိုအဲ့ဒါနဲ့သူကတစ်ပင်မတက်နိုင်ဘူးလေကားလည်းမရှိတော့တဲ့သူ့ခြေတော့သူကန်ပြီးတော့တစ်ပင်ကိုပြစ်တင်လိုက်တယ်အဲ့တော့သူကတစ်ပင်ကွာကြတဲ့ရောက်သွားတယ်သူ့ခြေတော့သူကန်ပြီးသူကသူပြစ်တင်လူကလည်းပိုက်သေးပဲရှိသေးတယ်နော်မယုံဘူးပြောရင်ဖမ်းဖို့လုပ်တာလေသူကအပေါ်လဲရောက်တီးတီးတွေခူးလာတဲ့အဲ့တီးတီးကြီးတစ်လုံးဟာအိုးစီးကြီးလောက်ရှိတယ်တဲ့ကြီးတွေစင်အိုးကြီးလောက်ရှိတယ်သူ့အမေကတထိုင်နဲ့စားလိုက်တာအသီးအလုံး60ကုန်တယ်တီးတီးတွေကလည်းသူခူးတာဘလောက်များတော့ဆိုတရွာလုံးအိမ်ပေါက်စီအကုန်လုံးပေးတာအိမ်ထဲမှာကျန်းကနေပြီးတော့အမိုးထီအောင်အိမ်ကြီးရောအိမ်ငယ်ရောအကုန်လုံးတီးတီးတွေနဲ့ပြည်နေတာတခြားထားစရာမရှိသူတို့အိမ်ကတဲ့အတောင်60လောက်ကျဲတဲ့အိမ်ကြီးပစ္စည်းတွေအလုံးထုတ်ပြီးအဲ့တီးတီးတွေထက်ထားလိုက်တာကျန်းကနေမိုးထီအောင်ပြည့်သွားတယ်တဲ့အဲ့ဒါတော့တီးတီးတွေကမကုံသေးတော့တဲ့အိမ်ရှိမှပုံလိုက်တာအတောင်80လောက်မြင့်နေတဲ့တီးတီးပုံကြီးလွတ်ပြောပြီးတော့ကဲယုံကြလားတဲ့ရှုံကြလားမယုံဘူးပြောရင် तू ကကျွံဖြစ်ရမှာအဲ့တော့အဖိုးကြီးကပြောတော့ဆိုသူတို့ချင်းချင်းတော့ဇက်တိုက်ထားတာပေါ့အဖိုးကြီးကပြောတော့လောကကြီးကအကျယ်ကြီးပဲကွာတဲ့ဖြစ်ချင်းလည်းဖြစ်မှာပေါ့ဟုတ်ချင်းလည်းဟုတ်မှာပေါ့လောကကြီးကတော့ကျယ်တာတဲ့လောကကြီးကအကျယ်ကြီးဆိုတာမျိုးလည်းဖြစ်ချင်းလည်းဖြစ်မှာပေါ့တဲ့ဆိုပြီးတော့အဖိုးကြီးကဲငါလည်းရောက်ငါလည်းပြောမယ်ကွာငါတို့အမျိုးကကြီးတယ်တဲ့ငါတို့အမျိုးကကြီးတယ်ငါတို့ပိုင်ဆိုင်တဲ့လဲရလည်းပဲအကျယ်ကြီးပဲတဲ့အဲ့ဒီပဲငါတို့ဝါပင်နေဆိုင်တယ်တဲ့ဝါကွမ်းပင်နေဆိုင်တယ်အဲ့တော့ဝါကွမ်းခင်းကြီးမှာကြည့်လိုက်တော့ဝါပန်းပင်ကြီးတစ်ပင်ကတော်တော်ကိုမြင့်တာတောင်80လောက်မြင့်တယ်ဝါကွမ်းပင်ကြီးတစ်ပင်ပေါက်တယ်အဲ့ဒီဝါကွမ်းပင်ကြီးကအခက်၅ခက်ထွက်လာတယ်ကျန်တဲ့အခက်တွေအလုံးဝအသိမရှိဘူးတဲ့ရှေ့ဘက်ထွက်တဲ့အခက်ကတော့အသိရှိတယ်အဲ့ဒီအသိကို
ရှေ့ဘက်ထွက်တဲ့အခွက်ကအသီးရှိတယ်အဲ့ဒီအသီးကြလည်းအချီးကြီးဆိုတော့6မွာရှိတယ်ဟွာကွာအဲ့တော့ငါလေကင်းသွားတဲ့အခါကျတော့အဲ့ဒီအသီးကြီးမြင်တာနဲ့ငါအသီးကြီးကိုခူးတာတဲ့ခူးလိုက်တဲ့အခါတဲ့အဲ့ဝါကွမ်း6မွာတွေကနေပြီးတော့ကျွန်6ယောက်ကထွက်ပြေးသွားတယ်သူတို့ကအားခေါ်မလားကောင်းတဲ့ကောင်းတွေဆိုတော့ငါ့ကိုတွန်းပြီးတော့ထွက်ပြေးသွားကြတာအဲ့ဒီကောင်းတွေငါမတွေ့ဘူးခုတွေ့ပြီတဲ့မင်းတို့6ယောက်ပဲဆိုပြီးတော့အဲ့လက်ခုနသူနဲ့စကားပြိုင်ပြောတယ်အယက်သမား6ယောက်မင်းနာမည်ကနန္ဒမင်းနာမည်ကပုံနာမင်းနာမည်ကဝဋ္ဌမာနမင်းနာမည်ကစိတ်တမင်းနာမည်ကမင်္ဂလာမင်းနာမည်ကပုထိလကဲလာဆိုပြီးတော့စပင်းကိုဆွဲပြီးတော့ဖိုးကြီးကနေပြီးတော့ရှုံးခေါ်သွားတာအဲ့ကောင်ကြီးမယုံဘူးမဟုတ်ဘူးခင်ဗျားကျွန်ကျုပ်တို့မဟုတ်ဘူးလို့ပြောရင်သူကကြုံဖြစ်ရမှာပဲမဟုတ်ဘူးလို့လည်းမပြောရတော့သူတို့စကားနဲ့သူတို့လာဆိုပြီးတော့စပင်းဆွဲပြီးတော့ခေါ်သွားတာရှေးခေတ်ကအဲ့ဒါဆံကိုဆွဲခေါ်တယ်ဆိုတာဒါကြောင့်မို့လို့စပင်းရှေးမထားကြနဲ့ထားလို့ရှိရင်အဲ့ဒီကနေဆွဲခေါ်သွားလာဆိုဆွဲခေါ်သွားရုံရောက်တဲ့အခါကျတော့အဲ့ဒီကောင်တွေကိုကျွန်းစရင်သွင်းပလိုက်တယ်ဘာမှမလှုပ်နိုင်တော့အဲ့သူတို့စကားနဲ့သူတို့ဘာမှမလှုပ်နိုင်တော့ကျွန်းစရင်သွင်းပြီးတော့ရှင်းတော့ကတော့လက္ခဏာဆိုတာအမှတ်သားရေးတယ်ဆိုတာအခုကတက်တူးထိုးတယ်လို့ဟာမျိုးပေါ့နော်တက်တူးထိုးတာလို့တီဘောမင်းလက်ထက်တုန်းကလူဆိုးတွေကိုဖမ်းပြီးတော့တီဘောမင်းကဖြတ်လို့မရအောင်မတန်ရေးတာရှိတယ်လက်ပေါ်မှာနောက်မဆိုးနဲ့ဆိုတာစလုံးရေးထည့်ထားတယ်ဖြတ်လို့မရဘူးအဲ့ဒါအသားပေါ်မှာရေးထားတက်တူးထိုးထားတဲ့လူတက်တူးထိုးတဲ့လူဖြတ်မရတယ်လို့ခုကတက်တူးကတဲထိုးချင်ကြတာဖြတ်မရဘူးအဲ့ပါဒီကျွန်း6ယောက်ကိုလည်းဖမ်းပြီးတော့ရုံးမှာတက်တူးထိုးတာဖြစ်ချင်းဖြစ်မယ်အမှတ်လက္ခဏာတွေသူတို့ခန္ဓာကိုယ်မှာတစိတ်ကတ်လိုက်တာညင်းလို့မရဘူးအဲ့ဒီကောင်တွေကိုတစ်သလုံးခိုင်းစားတော့တာအဲ့အဖိုးကြီးအဲ့ဒါတော်ရလာတဲ့အဖိုးကြီးသူတို့စားတာအဲ့ဒီမှာအဲ့ဒီစကားမျိုးကိုအဋ္ဌာဏကထာလို့ခေါ်တယ်ရှုပ်တိမရှိတဲ့စကားကိုပြောပြီးတော့အနိုင်ယူသွားတာတဲ့ဒါထက်ကရာကပေးထားတဲ့စကားလေးနော်အဲ့တော့အဲ့ဒီမှာအဘိယမင်းသားကမြတ်စွာဘုရားကိုမချေပန်းနိုင်တော့တဲ့အခါမှာသူကမြတ်စွာဘုရားကိုမေးခွန်းတစ်ခုမေးတယ်အရှင်ဘုရားတဲ့အရှင်ဘုရားကိုခတ္တိယပညာရှင်တွေပြမနာပညာရှင်တွေဂါပတိပညာရှင်တွေသမဏပညာရှင်တွေသူတို့ကမေးခွန်းတွေကိုစိတ်ကူးပြီးတော့အရှင်ဘုရားကိုလာမေးကြတယ်တဲ့မေးတဲ့အခါမှာအရှင်ဘုရားကအဖြေကိုကျွတ်တင်ပြီးတော့စဉ်းစားထားတာလားဘယ်လိုမေးရင်ဘယ်လိုဖြေမယ်ဘယ်လိုမေးရင်ဘယ်လိုဖြေမယ်ရှင်ဘုရားချက်ချင်းကောက်ဖြေတာလားသို့မဟုတ်ရှင်ဘုရားကျွတ်တင်ပြီးတော့ငါ့ကိုဒီလိုမေးရင်ဒီလိုဖြေမယ်ဆိုတာသူတို့တော့ကတော့ဒီလိုမေးဒီလိုပြောမယ်ဆိုတာလောက်ထားတာကိုဇတ်တိုက်ပြီးသားအဲ့တော့အရှင်ဘုရားရောအဲ့လိုလောက်ထားတာလားဒါမှမဟုတ်ရင်မေးခွန်းမေးလိုက်တဲ့အခါအရှင်ဘုရားရဲ့ခေါင်းထဲမှာအသိဉာဏ်ကချက်ချင်းပေါ်လာတာလားအဖြေစကားကိုချက်ချင်းပေးနိုင်တာလားခေါင်းစဉ်းစားကြည့်လေရှင်ဘုရားသူများမကြိုက်တဲ့စကားပြောသလားဆိုတဲ့နေရာဘယ်လိုဖြေရမလဲဆိုတာသူတို့တောင်စဉ်းစားမထားဘူးဘုရားဘယ်အတိအကျပြောလို့ရမလဲကွာပြောလိုက်တာနော်တစ်ချိန်ကြပြောလို့မရဘူးပြောချင်ပြောမှာပေါ့မပြောချင်မပြောဘူးဆိုတော့ဟိုလူတွေသူတို့စဉ်းစားလာတာနဲ့ဖောင်းမဝင်တော့ဖြစ်သွားတယ်အဲ့ဒီအဖြေတွေကိုရှင်ဘုရားကြိုတင်စဉ်းစားလာလားလို့မေးတော့မြတ်စွာဘုရားဒါဆိုရင်မင်းသားမင်းကိုငါမေးမယ်မင်းကြိုက်တယ်လို့ဖြေတဲ့မင်းဟာယထာလုပ်ငန်းနဲ့ပတ်သက်ပြီးကျွမ်းကျင်နေမဟုတ်လားတဲ့မမကျွမ်းကျင်ပါတယ်အဲ့တော့ယထာနဲ့ပတ်သက်ပြီးတော့ဒီလာပြီးတော့မေးခွန်းမေးမယ်ဆိုလို့ရှိရင်အဲ့ဒီမေးခွန်းအတွက်ဒီလိုမေးရင်ဒီလိုဖြေမယ်လို့ကြွတင်စဉ်းစားထားတာလားတဲ့ယထာနဲ့ပတ်သက်ပြီးမေးလို့ရှိရင်ကြွတင်စဉ်းစားထားတာလားသို့မဟုတ်ချက်ချင်းပဲမေးခွန်းသိတဲ့အခါမှာတုံ့ပြန်ပြောတာလားဖြေတာလားလို့ဆိုရှင်ဘုရားတဲ့တပည့်ဟောယထာလုပ်ငန်းမှာ
အမှန်တမ်းကျွမ်းကျင်သူဖြစ်ပါတယ်တဲ့အတွေ့အကြုံများတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သူတို့မေးလိုက်တာတပည့်တော်ဘာဖြေရမလဲဆိုတာတပည့်တော်စဉ်းစားစရာမလိုဘူးတဲ့မေးလိုက်တာနဲ့ဖြေနိုင်တယ်ပေါ့ဒါဟုတ်တာပေါ့ကိုကျွမ်းကျင်တဲ့အလုပ်ဆိုကိုသိဘယ်လိုမေးဘယ်လိုဖြေမယ်လို့ပြောစရာမှမလိုတာကိုကျွမ်းကျင်တဲ့အလုပ်ဆိုချက်ချင်းဖြေနိုင်တာပဲလေနော်မကျွမ်းကျင်တဲ့အလုပ်သာမဖြေနိုင်တာဟိုကျွမ်းကျင်တဲ့အလုပ်ကြချက်ချင်းဖြေတယ်အဲ့တော့တပည့်တော်ချက်ချင်းဖြေတာပါတဲ့ဒါနဲ့ပတ်သက်လို့ကျွမ်းကျင်တာအေးအဲ့ဒီတိုင်းပေါ့တဲ့ဘယ်ပညာရှင်ကလာပြီးတော့မေးခွန်းนี่မေးသူတို့မေးလာတဲ့အခါမှာငါမှချက်ချင်းအဖြေဆိုတာခေါင်းထဲမှာပေါ်လာတယ်ပေါ့ချက်ချင်းဖြေနိုင်တယ်ဒီလိုဟာမျိုးနဲ့ပတ်သက်ပြီးတော့သင်္ကစားစကပုံဆိုတာငယ်ငယ်တော့ဖတ်ဖူးတယ်ဆရာတော်ကြီးတွေနော်သင်္ကစားစကပုံဖတ်တယ်အဲ့တော့မှတ်မိတော့ပြောမယ်ဆိုလို့ရှိရင်ဆရာတော်ကြီးကိုဒီလိုမေးခွန်းမျိုးအရှင်ဘုရားမေးတဲ့အခါမှာဥပမာတွေအရှင်ဘုရားစိတ်ဝင်စားဝယ်ရဥပမာတွေနဲ့ဥပမာသမုဟခိရကမကထာလားမသိဘူးအဲ့တော့ဖတ်ဖို့တာပါချီမတော့ဖတ်ဖို့အဲ့စာအုပ်တွေဟိုငယ်ငယ်တော့အဲ့စာအုပ်တွေအခုချိန်မှာရှိလားမရှိလားတော့မသိတော့သင်္ကစားဆရာတော်စကပုံဆိုတာလေအဲ့မှာသင်္ကစားဆရာတော်ရဲ့ဘာဖြစ်ဖြစ်ဥမာနဲ့ပြောတာဆိုတော့တခါကြီးတယောက်ကမေးတယ်ရှင်ဘုရားကြိုတင်စဉ်းစားထားတာလားဆိုတဲ့အခါသင်္ကစားဆရာတော်ကြီးဖြေတဲ့ဖြေကတော့မင်းတော်လေတဲ့မုတ်ဆိုးတကောင်ဟာသားကောင်တွေးမှများနဲ့ချိန်တာလားမတွေးခင်ကချိန်ထားတာလားသားကောင်တွေးမှချိန်တာပါအဲ့ဒါမျိုးလို့ပဲငါလည်းမေးခွန်းလာမှာပဲခေါင်းထဲမှာဖြေပေါ်တယ်အဲ့လိုဖြေတယ်အဲ့တော့နော်ခုမြတ်စွာဘုရားကတော့ဒီမင်းသားနဲ့ဖြေလိုက်တာပေါ့နော်ဖြေလိုက်တာအဲ့တော့အကြောင်းကတော့ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားရဲ့အသိဉာဏ်တော်ဟာအမြဲတမ်းပြည့်စုံတယ်တမ္ပယုတဉာဏ်တော်ကြီးနဲ့အရာခသိန်းကိုထိုးထွင်းသိနိုင်တဲ့စွမ်းရည်တတ်ရှိတယ်ဘယ်လိုပဲမိဘာတွေပဲမိဘယ်ရှုထောင့်ကပဲပြောအဖြေကအစဉ်သင်းဖြစ်နေတယ်သိဉာဏ်ကြွယ်ဝတဲ့ပုဂ္ဂိုလ်ကအဖြေကအစဉ်သင်းဖြစ်နေတာကြိုတင်စဉ်းစားထားစရာမလိုဘူးဆိုတော့မြတ်စွာဘုရားပြောတယ်တမ္ပယုတဉာဏ်ကြီးရှိနေလို့ဖြေနိုင်တာအဲ့ဒါလို့မြတ်စွာဘုရားကဖြေလိုက်တဲ့အခါကျတော့အဘိယမင်းသားဟာမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားကြည်နူးစရာကောင်းပါတယ်နှစ်သက်စရာကောင်းပါတယ်ရှင်ဘုရားရှင်းပြလို့အားလုံးဟာကျင့်လက်ခံပါတယ်ဒီကနေ့ကစပြီးတပည့်တော်ဘုရားတရားတန်ခါယရဏသုံးပါးကိုစိကကိုးကွယ်သူဖြစ်ပါတယ်ယနေ့ကစပြီးတော့တပည့်တော်ကိုယရဏသုံးပါးစိကသူဥပဒကအဖြစ်မှားယူတော်မူပါလို့နောက်ဆုံးဒီစကားနဲ့ဆုံးသတ်ထားတာဒီသုတ်တာဒါကိုအဘိယရာဇာကုမာရသုတ်လို့ခေါ်တယ်အဲ့ဒါနဲ့ပါဠိလိုရေးထားတာဟုတ်ဘာသာလို့ပြန်ပြီးတော့ရှင်းပြောတာနော်ဒါပြသုတ်တမှာပါတဲ့အတိုင်းရှင်းပြတာအေးမြတ်စွာဘုရားနဲ့ပတ်သက်တဲ့မတ္တမှတ်ရတွေဟာစာပေကျမ်းကမှာအများကြီးရှိတယ်ပိဋကတ်သုံးပုံမှာလောကမှာမတစရာတွေနော်လေးလာစရာတွေအဝိဓမ္မများတယ်စီးပွားရေးလူမှုရေးပညာရေးအရေးကိစ္စအားလုံးနောက်ဆုံးမှာ business လုပ်ငန်းကစပြီးတော့တူနဲ့တူ sociology တို့လိုပေါင်းသင်းဆက်ဆံရေးကစပြီးတော့ပိဋကတ်သုံးပုံမှာမြတ်စွာဘုရားဟောကြားထားတဲ့တရားတွေမြောက်များစွာရှိလို့ခွင့်ခါသိတဲ့အခါမှာပိဋကဘာသာပြန်တွေကိုဖတ်ရှုလေ့လာခြင်းဖြင့်ကိုယ်မှာအသိဉာဏ်တွေတိုးတက်နိုင်တယ်ဆိုတာမှတ်သားပြီးအသိဉာဏ်တွေတိုးပေါအောင်ကြိုးစားနိုင်ကြပါစေကုန်သတည်းရှိစေချာအောင်ရှင်ဖေယဖရာတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိသေးရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင့်ပါပြုလုပ်ကြ၍အဝတ္တဌာနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရုပ်သိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ဘာကကိုအမိအဖအဖိုးဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်ဒီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း